အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Read Channel ကနေကြိုဆိုပါရစေစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတန်းနဲ့နားဆင်ရတာကြိုက်တဲ့သူတွေအတွက်ဒီ channel လေးကနေစာအုပ်ပေါင်းများစွာကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့ like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်တက္ကသိုလ်ဖုံးနိုင်ရဲ့ချစ်တော်ဤကဘာမြေအခန်း1စိတ်သုံးသောပါရဂူနှစ်ဦးနေဤနီကုန်းချုပ်ဖြစ်သောစိတ်သုံးသည့်စီးစာနောက်ပိုင်း၌ BOC လေရင်ပြန်ကြီးသည်မင်္ဂလာတုံကွင်းသို့ဆင်းသက်ဆက်ရောက်လာသည်အနောက်ဘက်မိုးကုတ်ဆဝိုင်း၏နယ်နိမိတ်ကိုကြလွန်သက်ဆင်းခဲ့ပြီးသောနေမင်းသည်ရဲရဲနီသောရောင်မြန်ကိုသာလျှင်ကဘာမြေအတွက်နှုတ်ခွန်းဆက်အဖြစ်ထားကြံရစ်သည်တောရန်တို့သည်မရေရာသောအရေးများကဲ့သို့ရေရေဝါးဝါမထင်မရှားရှိနေသည်အစင်းရောင်ပြက်၍အရေးရောင်ပမာဖြစ်သောထိုတောရန်တို့၏ထိတ်ကိုကြော်၍ကြည့်လိုက်လျင်နီညွတ်ညွတ်တိမ်ဆိုင်တို့သည်မှိုင်းလုံးအလိပ်နှင့်မီလီယံတို့ကဲ့သို့အမောင်ရိပ်ပြေးသောအနောက်ဘက်မိုးပြင်ကိုခြောက်ချားပွဲစိုးမှုလွှမ်းအုပ်ထားကြသည်မြေပြင်၌မူမြည်သည်မြမသေးကွယ်တောရိပ်တောတန်းဂျိုင်ဝမ်တောင်ပူစာတို့ခြုံရွယ်မြခင်းတို့ဖြင့်ရောရှက်ခါကဘာမြေ၏ပချီကားကဲ့သို့ခွဲခြားမပိုင်းဝေဝေဝါးဝါနိုင်လာ၏တနစ်တာ၏အထုပ်ပတ်တိဆုံးခြင်းမြည်သည့်စည်းစာနောက်ပိုင်းဝယ်ပတ်ဝန်းကျင်သည်ဤသို့လျင်ခြောက်ချားပွဲစိတ်သုံးစွာရှိနေ၏လေရင်ထက်မှဆင်းသက်လာကြသောခရီးသည်တတိုက်သည်ပြန်လည်ရှုရှက်ရသောမြေပြင်ရင်နှံ့ကိုခံစားမိစေပတ်ဝန်းကျင်၏စိတ်သုံးမှုကိုလည်းတတိထားမိကောင်းထားမိကြပေလိမ့်မည်တို့ရာတွင်လှုပ်ရှားတက်ကြွနေသောလူတတိုက်ကရှိပါသေး၏ထိုလှုပ်ရှားတက်ကြွသောလူတတိုက်သည်လေရင်ပြန်ကြီးဆိုက်ဆကလေးကသတ်မှတ်ခွင့်ပြုထားသောနေရာတစ်ဝိုက်ကိုဝိုင်းဝန်းပြီးဖြစ်နေလေ၏ကင်မရာတို့ကိုအသင့်ပြင်သူကပြင်နေချိန်တွင်စက်ကူခဲတံနဲ့ရင်းမဲ့လူသူတို့ကလည်းအဆအဆင်သင့်ဖြစ်နေသည်ဤလူတတိုက်မှာလေရင်ထက်မှဆင်းသက်လာသူတို့၏ခရီးပန်းနှဲ့ခြင်းကို၎င်းစိတ်သုံးသောညနေကြောင့်အားငယ်ချောက်ချောင်းမှုကို၎င်းဂယုပြုမိကြမည်မဟုတ်ဂယုပြုရန်လည်းဆန္ဒမရှိကြထိုလူတတိုက်ကပုဂ္ဂလိကခံစားမှုဆန်စားမှုထက်ပြည်သူအပေါင်းကိုတိအပ်တိထိုက်သောသတင်းသူအားအချိန်မီပေးပို့နိုင်ရေးကိုသာပနာထားသောသတင်းတောက်များဖြစ်ကြသည်သတင်းတောက်အားလုံးသည်ယခုဆက်ရောက်လာသောလေရင်ထက်မှဆင်းသက်လာမည့်ပါရဂူနှစ်ဦးအားစောင့်ဆိုင်နေကြခြင်းဖြစ်သည်၎င်းပါရဂူနှစ်ဦးမှာဆေးပညာဆိုင်ရာထူးချွန်တွေ့ရှိမှုအတွက်ဆွီဒင်ပြည်မှနိုဘယ်ဆုကြီးကိုလက်ခံယူပြီးပြန်လာကြသောဆရာဝန်နှစ်ဦးဖြစ်လေသည်နှစ်ဦးစလုံးမြန်မာလူမျိုးကြီးဖြစ်၍ထူးခြားသည်ပို၍ထူးခြားသည်မှာတဦးသည်အသက်30ကျော်သာရှိသေးသည်ဟုဆိုသောမိမ့်မပြိုတဦးဖြစ်ချင်းပေသည်လေရင်တကားပေါက်မှအသက်40ခန့်ရှိအရက်ထောင်ထောင်မောင်းမောင်းနှင့်တေသက်ကျနာသောဥရောပအဝတ်အစားကိုဝတ်ဆင်ထားသည့်လူတဦးဆင်းလာသည်သူ့နောက်ပါတွင်ပို့ထမိန်အပြာနုရောင်စိမ့်ညရောင်သုံးမွေးကုတ်အင်ကြီးနှင့်ဖြူဝင်းတင့်တယ်သောမိမ့်မပြိုတယောက်ကဆင်းလိုက်ပါလာသည်အများမျှော်လင့်နေကြသောနိုဘယ်ဆုရှင်ဒေါက်တာထွန်းအောင်နှင့်နှမဒေါက်တာလေးတန်းတို့ဖြစ်သည်နှစ်ဦးလုံးပင်ငြိမ်သက်တည်ကြည်စွာနှင့်ဆင်းလာကြသည်လှမ်းကြိုလင့်သောချီးမြှောက်တန်နှင့်ဝိရန်နှုတ်ဆက်မှုတို့ကိုလက်တော့ပြန်ခြင်းမရှိသည့်တိုင်အောင်လူမှုဆက်ဆက်ရေးညံ့ဖျင်းရောသလားဟုထင်မှတ်အောက်မေ့ပွဲရာပင်ငြိမ်သက်တည်ကြည်လွန်းလာပါ၏ဆွေရင်ပြည်သို့ထွက်ခွာသွားစဉ်ကတည်းကလည်းဒေါက်တာမောင်နှမနှစ်ဦးသည်ငြိမ်သက်လှုပ်ဝက်ခဲ့ပေသည်သိပ္ပံပညာတခွဲခန်းနှင့်ဆေးပညာခွဲစိတ်ခန်းများ၌သာနှစ်ရှည်လာများအချိန်ကုန်ခဲ့ကြသောပါရဂူမောင်နှမနှစ်ဦးကိုနေဆက်သူအချို့မှတပါကျယ်ဝန်းသောအပြင်လောကမှလူအများသည်နာမည်မကြားဘူးတကဲ့သို့ရုပ်ရည်ကိုလည်းဖြူသည်မဲသည်ခွဲခြားမသိကြဤအဖြစ်ကိုစမ်းသည်ဟုလည်းမဆိုသာဆေးပညာဆိုသည်လူလောက၏အပြုပညာတသက်ဖြစ်တော်လဲဆေးပညာလောကမှပုဂ္ဂိုလ်တို့ကိုမြန်မာပြည်သူအများစုသည်စိတ်ဝင်စားလာတဲ့သဖြင့်တိကျဘူးလာသည်မရှိသေးလူအသက်ပေါင်းများစွာကိုခြေဖြတ်တတ်သောအဆုတ်ယောဂါကိုကုသသည့် Streptomycin ဆေးနှင့်ကြောက်မက်ဖွယ်သောယောဂအသီးသီးကိုနှိမ်နင်းနိုင်စွမ်းသောပနီဆလင်ဆေးတို့ကိုလူအများသိကြသည်တို့ရာတွင်ချာချီအိုက်ဆင်ဟာဝါစတာလင်မော်စီတုံမာရီလင်မိုရိုရော့ခ်ဟာဆန်တို့ကိုကောင်းစွာသိကြသောသူတို့သည်ပနီဆလင်အစွမ်းကိုစတင်တွေ့ရှိသူဒေါက်တာဖလမင်နှင့်စထရက်ထရိုမိုက်ဆင်ဆေးကိုတီထွင်သူဒေါက်တာဝက်စမန်ကဲ့သို့ကမ္ဘာကျေးဇူးရှင်များကိုဤကမ္ဘာလောကမြေပြင်တွင်ရှိခဲ့ဘူးရှိနေမှန်းကိုမသိကြပါ
ဤသို့ဖြစ်သောကြောင့်လည်းသိပ္ပံပညာရှင်တို့မှလွဲ၍လူတိုင်းနားမလည်သေးသည့်ထူးချွန်သောစိတ်ပညာအောင်မြင်မှုကိုရရှိပြီးသားသာဖြစ်သေးသည့်လျှို့ဝှက်သော EU ဆရာဝန်မောင်နှမကိုလူတကာမသိကြသေးသည်မှာမဆန်းပါပေ။ဤကဲ့သို့မသိကြသောကြောင့်ပင်ဆရာဝန်မောင်နှမနှစ်ဦးနိုဘယ်ဆုရမှန်းသိ၍သတင်းတော်အပေါင်းတို့လိုက်လံသတင်းမေးသောအခါသူတို့နှစ်ဦးသည်ကြိုတင်သိမ်းရှောင်သည့်အလားမြန်မာပြည်မှတိတ်ဆိတ်ထွက်ခွာသွားနိုင်ခဲ့ပြီပေပြီ။မည်သို့ပင်ဖြစ်စေနိုဘယ်ဆုဟူသည်မှာကမ္ဘာလောကလူသားတတဝါတို့၏ကျေးဇူးရှင်များအတွက်သာသတ်မှတ်ထားသောမြင့်မြတ်လှသည့်ဆုဖြစ်လေသည်။ဤဆုကြီးကိုလက်ခံရရှိပြီးသောအချိန်၌လျှို့ဝှက်ခြင်းနိုင်လှသောဒေါက်တာထွန်းအောင်နှင့်ချောမော့လှပသည့်ဒေါက်တာမလေးတန်းတို့၏သတင်းဓာတ်ပုံများမှာဥရောပတွင်ရှိစဉ်ကတည်းကထင်ရှားကျော်စောခဲ့ပြီးဖြစ်လေသည်။ဆုယူစဉ်အခါကဒေါက်တာထွန်းအောင်သည်အောက်ပါတိုတောင်းလာသောစကားကိုဆိုခဲ့သည်။ကျွန်တော်တို့တွေ့ရှိသမျှမှာရီမန်းချက်ခရီးဆုံးစီသွားသည့်လမ်းမှအစဖြစ်သောမိုင်တိုင်တစ်ခုသာဖြစ်ပါသည်။ဒေါက်တာမလေးတန်း၏စကား၌မူဗေရီဆန်သောအနက်ကိုသတိထားမိကြသည်။ဝမ်းသာစရာအကောင်းဆုံးသောဒီနေ့ဟာဝမ်းနည်းစရာအကောင်းဆုံးပဲလို့မပြောချင်ပဲနဲ့ကျမပြောပါတယ်။ဝမ်းသာခြင်းဝမ်းနည်းခြင်းဟာပုဂ္ဂလိကခံစားမှုတွေသာဖြစ်လို့ကျမအထူးရှင်းမပြောလိုတော့ပါဘူးရှင်။မှန်သည်အေဂျင့်ငိန်တဲ့လှုပ်ဝက်စာပင်သူတို့ထောက်ခွာသားခဲ့ကြသည်ယခုလည်းအေဂျင့်ငိန်တဲ့လှုပ်ဝက်စာပင်ပြန်ရောက်ခဲ့ကြပေပြီဤအေဂျင့်ငိန်သက်ချင်းဝိုင်းရန်သည်လှုပ်ဝက်သောဗေရီအနက်ကိုပင်ပန်းကြီးစွာဝိုင်းဝန်းဆောင်ဆိုင်နေကြသောသတင်းတောက်များကဖော်ယူခြင်းသည်ကံကောင်းလျင်အဆုံးမတက်သေးသောလွမ်းကပြတပုတ်ဤအစကိုထွင်မိကောင်းထွင်မိပေလိမ့်မည်အ ਨੇ ဆုံးအမိနိုင်ငံမြေကိုပြန်နှင်းစကဘာကျော်ပါရဂူနှစ်ဦးဤစကားတို့ကိုတစ်လုံးနှလုံးပင်ဖြစ်ပါစေလက်ပြန်ထွက်မိသတင်းစာမျက်နှာဖုံးများအတွက်သတင်းတောက်အပေါင်းကလိုချင်နေကြသည်ထို့ကြောင့်လည်းသူတို့သည်လေရင်ထပ်မှဆင်းသက်လာသူတို့၏ခရီးပန်းတွဲခြင်းကို၎င်းစိတ်တုံသောညနေကြောင့်အားငယ်ချုပ်ချောင်းမှုကို၎င်းဂယုမပြုမိကြဂယုလည်းမပြုနိုင်ပါရဂူမောင်နှမနှစ်ဦးသည်သာစိတ်ငြိမ်တည်ကြည်လွန်းလာသည်မေးတံခေါ်တံနှင့်တစ်ဖြက်ဖြက်ရိုက်နေသောကင်မရာတို့ကြားမှနှစ်ဦးသားလေရင်ပြန်အကောက်တော်ရုံးခန်းတွင်သို့ခက်မြန်မြန်ရှောက်ဝင်သွားကြသည်ဆောင်စမ်းနေသူများကိုဒေါက်တာထွန်းအောင်ကလက်ဝါးတစ်ဖက်ကိုမြှောက်ရည်သာနှုတ်ဆက်သွားသည်အပြင်တွင်ကျန်ရည်သူအပေါင်းကမကျင်နှက်သည့်ကြားမှပြသောဝတ်စုံဖြူဝင်းသောအသားရည်နှင့်ချောမောသောပါရဂူအပြိုချိုး၏တင့်တယ်သည့်အသက်ရည်ကိုအံ့ဩချီးမွမ်းကြံရည်မိကြသည်အကယ်၍သာတင့်တယ်သည့်အသက်ရည်ကိုချီးမွမ်းယုံချီးမွမ်းမနေကြဘဲအေးချမ်းနူးညံ့သောဒေါက်တာမလေးတန်း၏မျက်နှာပြင်မှအနက်ထိပ်ပဲကိုစူးစမ်း၍စူးစမ်းကြည့်မိဆိုပါကမြုပ်နစ်နေသောဗဟေရီ၏သဲလွန်စားကိုတွေ့ကောင်းတွေ့ကြရပေလိမ့်မည်အေးချမ်းသောမျက်နှာကလေးသည်ကြက်တည်ရှိလာပါပေသည်ချီးမွမ်းပါ၏အသက်ပါသောလှုပ်ရှားမှုနှင့်နွယ်နှောင်းသောကိုယ်ကာယသည်လည်းကြော်ရှင်လှပပါပေသည်နှစ်လိုပါသည်တို့ရာတွင်ဒေါက်တာမလေးတန်းသည်လေရင်ရုံးအတွင်းသို့မဝင်မီကော့သောမျက်တောင်ရှေကြီးတို့အားလေးပင်စွာလှန်၍အနောက်မိုးကုစဝိုင်းစီမှစီးစာ၏နှုတ်ခွန်းဆက်လေးယောက်ကြီးကိုတစ်ချက်တွေ့ငေးကြည့်ရှာသည်တနစ်တာအတွက်နောက်ဆုံးဖြစ်သောနှုတ်ခွန်းဆက်လေးယောက်ကြီးကိုငေးကြည့်လိုက်သည့်ဒေါက်တာမလေးတက်၏အသွင်မှာပါရဂူတဦးထက်အားနဲ့စိတ်ကူးရင်သောကျောင်းသူလေးတဦးနှင့်တူနေ၏မြင်ရသမျှညက်နေ၏ရှုခင်းသည်အိမ်မက်ဆန်၍လွမ်းဆွဖွယ်ဖြစ်နေ၏တိုးဝင်လွှမ်းခြုံလာသောအမှောင်ကြောင့်အနောက်မိုးပြင်မှတိမ်နီအောင်မှိန်မှိန်သည်ကုန်ခန်းငိမ့်သေးသောမြည်မီးလျံတို့အလားထင်ရပေသည်ဤရှုခင်းကိုခိတသတိလွတ်တရားငင်းမောကြည့်လေသောဒေါက်တာမလေးတန်း၏မျက်တောင်ကောတို့မှပလဲမျက်ရည်တစ်ပေါက်သည်အသာခုန်ချကျဆင်းသွားသည်ဒေါက်တာမလေးတန်းသည်တပ်ပြင်းရှိုက်လိုက်၍လေရင်ရုံးတွင်သို့ဝင်သွား၏အပြင်ဘက်တွင်မူသတင်းတောက်များနှင့်အခြားဆောင်စားသူတို့သည်လှုပ်လှုပ်ရွရွဖြင့်မျှော်လင့်တကြီးစောက်စားနေကြသည်တို့ရာတွင်သူတို့အားလုံးသည်လေရင်ရုံး၏နောက်ပိုင်းတနေရာတွင်ကားပြတစည်းမထင်မရှားထိုးဆိုင်လာသည်ကိုသတိမပြုမိကြထိုကားပြပေါ်သို့ဆရာဝန်မောင်နှမနှစ်ဦးတို့တိတ်ဆိတ်လျှို့ဝှက်စွာတက်လိုက်သွားသည်ကိုလည်းမည်သူမျှမတွေ့လိုက်ကြအချိန်တန်ကြာမှစိတ်ဝင်စားစွာစောင့်ဆိုင်နေသောပရိသတ်စီတို့လေရင်ပြန်ခွင့်အုပ်ချုပ်မှုအထက်တန်းအရာရှိတအုပ်ပေါ်လာ၍ကြေညာသည်လူကြီးလူကောင်းများခမညာဒေါက်တာထွန်းအောင်နှင့်ဒေါက်တာတော်လေးတန်းတို့ဟာခရီးပန်းလာလွန်းတဲ့အတွက်ဘာမှအထွေထူးပြောစရာမရှိပါဘူးတဲ့ခမညာအခုနှစ်ယောက်စလုံးဟာကြိုတင်စီစဉ်ထားတဲ့အတိုင်းအိမ်ကကားနဲ့သူတို့ရဲ့မဲစာမြိုင်ချန်ရေးစီကိုပြန်သွားကြပါပြီ။